ရှင်စောနာဘယ်သွားတာတော့ဘဲမှမသွားပါဘူးမိမရာလမ်းမှာအမေကိုတွေးလို့စကားရက်ပြောတာပါစကားပဲရက်ပြောတယ်ဆိုတာသေရောသေချာတယ်ဟုတ်ပါတယ်ကွာအမေနဲ့မတွေ့ရကြတော့လေအမေနေကောင်းလားဘာညာမေးနေတာပါရှင်ကကျမမသိဘူးနဲ့ထင်းနေရလားရှင်အမေကိုရှင်ပတ်စံသွားပေးရမှာလားခုချက်ချင်းကျမပြန်သွားတောင်းမယ်ဟုတ်ပါနဲ့မိမရာအမေသိရင်စိတ်မကောင်းဖြစ်နေလိမ့်မယ်ယောက်ျားတောင်းမှပါတယ်တော့မလုပ်ပါနဲ့အမေစောနာကျမယောက်ျားပေးသွားတဲ့ပတ်စံပြန်ပေးအေးရသမီးလေးရရှင်ဘာရက်လာတော့မယ်လေလားအေးပါမိမရာခဏတော့မေခဏဒီယောက်ျားကတော့နော်ပတ်စံလေး2000နဲ့အမေကိုဘာလုပ်လို့ရမှာတော့စိတ်ညစ်လိုက်တာကွာအမေစိတ်မကောင်းဖြစ်နေတော့မှာပဲဘာတွေလုပ်နေလဲမသိဘူးယောက်ျားရော့ရှင့်အမေကိုမဟုတ်သွားကြွေးလိုက်ဟမ်အေးပါမိမရာချီးလို့ပဲနော်အမေဒီမှာမုံစားလိုက်အောင်ရော့အမေဘာငါသားရဲ့ငါသားလေးကျမချမ်းသာပါစီကွယ်ဟုတ်အမေအဲ့ဒါသားသွားပြီနော်အမေနေကောင်းအောင်နေအောင်နော်